ပါပြီးတော့ခုနှစ်ရက်တီးတီမင်းဒိတ်ထောင်ဝင်ရမယ်ဟိုဒီအချိန်ကြီးတုတ်တန်မှာဘယ်မိမရှိမှလဲကွာမင်းအမလေးကျမရွှေရုပ်ဟာနာမည်ကလမ်းနေတော့ရွှေရုပ်တဲ့ပြီးတော့ချောတာအဲ့ဒါသေးရောချောတာအမိုက်လိုက်လာခေါဘာလို့ပိုင်ငါလေตาจ้อနောက်ွယ်မှာစောက်ရှောက်နေရသူရှိတယ်ဟုတ်လား ဟုတ်တယ်မမခေါ်ကဝိုင်လေအဲ့ဒါမကောင်းဆိုရတယ်မြင်နိုင်တဲ့ခွေးကြီးဘယ်လိုလဲကွာတုတ်တမမင်းမလာလေးနေတယ်ဆိုတာနဲ့ပဲမကောင်းဆုံးကထင်နေကြလားလူမဟုတ်ဘူးတကယ်တော့အဲ့ဒါဟာလာလေးလေမနေ့ကတကယ်တော့မှချိန်တွေ့နေတဲ့ကောင်မလေးအဲ့ဒါလူမဟုတ်ဘူးသမီးမသိဘူးလားလို့သူကလူမဟုတ်ဘူးနတ်သမီးလေးလေအဲ့ဒီနတ်သမီးဆိုတဲ့ကောင်မကြီးရဲ့ပေါင်းလေဘေးပြန်ညာပြန်ဘေးပြန်တောင်းဆိုရမှာနာနာဘာဝကိုနာနာဘာဝလို့မသိရဲမင်းတယောက်တည်းမှားနေတယ်ဆိုတော့တက်တည်ပြမယ်တခုတည်းသောပစ္စည်းပေါ့